မင်္ဂလာပါ Sonos YouTube Channel မှာကြိုဆိုပါရရှင်။သင်ရဲ့အခြေရေးစီးပွားရေးလူမှုရေးစတဲ့ရေးကိစ္စများစွာကြောင့်ခန်းစားချက်တွေဖြည့်ဆည်းလေးလံနေပါသလား။ဒီခန်းစားချက်ကြီးကိုရင်းနှီးသူတွေစီမှာဖွင့်ရဖို့အခက်အခဲဖြစ်နေပါသလား။ဒါမှမဟုတ်တစ်သက်လုံးတည်ယူလာခဲ့တဲ့လှုပ်ဝက်ချက်ကိုပေါ်ပါသွားအောင်ဖွင့်ရခြင်းပါသလား။ဒါဆိုစိတ်မပူပါနဲ့တော့နော်။လူကြီးမင်းတို့ဘယ်သူပဲဝါဆိုတာမသိစီပဲကျမစီကိုစာတူပေးဖို့ရင်ဖွင့်နိုင်ပါပြီရှင်။ဒီ channel မှာကျမကလူကြီးမင်းတို့ရင်ဖွင့်စာနဲ့အတူထည့်သွင်းဖော်ပြထားသည့်နမီလွှဲမှတပါလူကြီးမင်းတို့ personal privacy ကိုမထိခိုက်စေပဲဖက်ရှိမျှဝေခန်းစားပေးသွားမှာပဲဖြစ်ပါတယ်။ကျမရဲ့အကြံပြုချက်အချို့နဲ့အတူ comment ကအခြားသိရှိသူများရဲ့နှစ်သိမ့်စကားများအကြံပြုချက်များကြောင့်လူကြီးမင်းတို့အတွက်ထပ်ပေါက်ပိတ်နေတဲ့ခန်းစားချက်များပေါ်ပါတတ်တာသွားစီဖို့ရည်ရွယ်ပါတယ်။ဒါကြောင့်ဖွင့်ရဖို့ခက်နေတဲ့ဝန်ကျက်တဲ့ခန်းစားချက်တွေကိုကျမနဲ့အတူမျှဝေခန်းစားပြီးလက်ကျန်ချိန်တွေကိုပေါ့ပေါ့ပါပါခရီးဆက်ကြရအောင်လားရှင်။ Sonos channel ကိုရင်ဖွင့်ခြင်းနဲ့ဆိုရင်တော့ sonosteam@gmail.com ကိုရင်ဖွင့်စာများရေးသားပေးဖို့နိုင်လို့ဖုန်းနံပါတ်39968322258939ကိုလည်း message နဲ့ရင်ဖွင့်စာများရေးသားပေးဖို့နိုင်ပါတယ်ရှင်။